ပြန်ဆိုမယ်ဆရာရေဆုံးအရာတာဖြစ်ခဲ့လောကကြီးကိုပိုင်ဖို့မကြိုးစားဘူးနေလောကကြီးအတူနဲ့ချဲရှိတယ်တို့လိုချင်နာမမြဲတဲ့ဒီလောကစီပိန်တွေမဟုတ်ဘူးဝိညာဉ်ကြောက်ဆုံးတဲ့ဝိညာဉ်တွေအမြင့်ဆုံးဘုရားသားဖြစ်ခဲ့လို့တိုင်းနဲ့ကားနဲ့ရွှေငွေအရေးမကြီးဘူးဟဲ့တိုင်းလာရတဲ့စီးစိမ်တော့မရှိတို့ရဲ့ပိုင်ဆိုင်မှုဟာဒီလောကနဲ့မဆိုင်ဘူးမဆိုင်ဘူးပိုင်ဝိညာဉ်နဲ့တန်ဖိုးရှိကြည်စက်ကြောင်လာတော့ရှုံးမယ်ရှုံးကြည့်ရှုံးမယ်ပြေဆုံးဘုရားသားဖြစ်ခဲ့တို့ရဲ့ပါပြန်လို့တော့အရှိကြီးဆုံးဟဲ့ဝိညာဉ်များသောတို့တို့သူချမ်းပါတို့ရောက်အောင်ပေါ်ဆောင်ရမယ်သူပေးထူတာဝန်တာဝန်ဟဲ့လောကကြီးမှာတာဝန်ပြီးဆုံးသွားတော့တို့နေရမှာနာယူစိုးစံလာပေါင်းပြီးရှင်ဒီနန္ဒာအဘာတို့ရောက်ချာနေရောက်တိုင်းရရှိ